ဟယ်လိုမျိုးတို့ရေဒီနေ့မှာတော့မျိုးတို့ရဲ့အိမ်မိဖို့ကြောင့်တွေကအိမ်ရှင်မတိုင်းရဲ့ရွှေတက်တံမိုးရှိတဲ့လျှို့ဝှက်လက်နက်တစ်ခုကြောင်းပြောပြပေးချင်ပါတယ်။တဘာဝအပူပေးဆက်အစာချင်းစနစ်ရဲ့စစ်တီတော်ရောင်ရမ်းမှုတွေကိုငြိမ့်သက်သူစတဲ့ကုံပုတ်တွေနဲ့လွန်ခဲ့သောနှစ်ပေါင်း9000ကလေးကလူသားတွေနဲ့အတူရှိခဲ့တဲ့အလွန်ဖိုးတန်တဲ့တမိုင်းဝင်ဆေးဘက်ဝင်ပင်လဲဖြစ်အသားငါအငြိနဲ့မှန်သမျှကိုနိုင်နှင်းသူလည်းဖြစ်ဟင်အိုတိုင်းမှာလည်းခတ်ရတယ်။အသားဟင်းတိုင်းမှာလည်းမပါမဖြစ်တဲ့အိမ်တိုင်းမှာတူလောင်ထားတတ်တဲ့ဂျင်းအကြောင်းပဲဖြစ်ပါတယ်နော်ဂျင်းလို့ပြောလိုက်ရင်ဟင်းအိုတွေကစူးစူးပွက်နေတဲ့ဟင်းရင်နဲ့လားတုံလုံနေတဲ့အစာအိမ်ကိုငင်းသက်စေမဲ့လက်ဖက်ရည်ချမ်းလေးလားတုတ်ကွေးဖျားနာသူနဲ့အတူရင်ဆိုင်နေရချိန်မှာအားကိုးရတဲ့တဘာဝဆေးတစ်ခွက်လားတကယ်ဆေးဘက်ဝင်ပါရဲ့လားသူ့အကျိုးကျေးဇူးတွေကဘာတွေလဲဘလို့စားရင်ကောင်းဆုံးဖြစ်မလဲဘယ်သူတွေတတိထားစားတင်လဲစတဲ့အကြောင်းအရာတွေနဲ့သူဂျင်းရဲ့မူလစစ်မြစ်မြန်မာပြည်ကိုရောက်ရှိလာပုံကျမရေးအတွက်တတိထားရမယ့်ကောင်းကျိုးနဲ့ဆိုးကျိုးတွေကဘာတဝမ်းဂျင်းသုံးပြုပုံတွေကိုဒီဗီဒီယိုလေးထဲမှာစုံစုံလင်းလင်းထိုင်ရမထတခါတည်းပြောပြပေးသွားမှာမို့ဒီဗီဒီယိုလေးကိုဆုံးထိကြည့်သွားကြဖို့ပြောချင်ပါတယ်နော်ဒီဂျင်းရဲ့ဇီဝဗေဒဆိုင်ရာသိပ္ပံအမည်က Syngapore Operationalis ဖြစ်ပါတယ်ဂျင်းရဲ့မူလဇာတိကိုအရှေ့တောင်အာရှဒေသယနေ့အင်ဒိုနီးရှားနဲ့မလေးရှားသို့မဟုတ်ကျွန်းဆွယ်ဒေသတွေဖြစ်တဲ့အိန္ဒိယမြန်မာမလေးရှားနိုင်ငံတွေမှာစတင်ပေါက်ရောက်ခဲ့တယ်လို့အပင်ပေဒပညာရှင်များကမှတ်တမ်းတင်ထားပါတယ်လွန်ခဲ့သောနှစ်ပေါင်း9000ခန့်ကလေးကဆေးဘက်ဝင်အပင်ဖြစ်စတင်အသုံးပြုခဲ့ကြတာလို့ဆိုပါတယ်။ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့်ဂျင်းဟာရောမအင်ပါယာဥရောပအာဖရိကအထိပြန့်နှံ့သွားခဲ့ပြီးဟင်းခတ်မွေးကြိုင်ဖြစ်နာမည်ကြီးလာတာပါ။ရှေးခေတ်ကဂျင်းကိုဆေးဘက်ဝင်ဥအဖြစ်အသုံးပြုခဲ့ကြပြီးအာရှတိုက်သလွှားသို့ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့်ပြန့်နှံ့သွားခဲ့တာလို့ဆိုပါတယ်။ဂျင်းကို BC 900ခန့်ကအိန္ဒိယတက္ကသစာပေအိန္ဒိယဟိန္ဒူဆေးပညာမှာနှစ်ပေါင်းထောင်ချီကလေးကဆေးဘဝင်ဥအဖြစ်သိမှတ်ပြုခံခဲ့ရတဲ့ဂုံတတိပြည့်အမည်တစ်ခုသွေကာရာလို့ခေါ်ဝေါ်ခဲ့ကြတာပါသွေရှင်ကဂျိုဒက်စင်ဂျိုဒက်ကြွကြိုတက်နှင့်တူသောအတက်ဘေရာကိုထဲအမြင့်ဂျိုဒက်နှင့်တူသောအမြင့်ဂျေအက်ခါသက်ပူဆက်သောဂုံတတိရှိလို့ဖော်ပြခဲ့ကြတာပါ BC 300အာယုဗေဒကျမ်းများမှာလဲမဟာအယတာဆိုလိုတာကခတ်သက်အယတာရှိသောလို့သတ်မှတ်ပြီးအရေးပါသောဟင်းခတ်ပါဝင်ပစ္စည်းလို့လဲဖော်ပြခဲ့ကြသေးတာပါဒီလိုနဲ့ဂျင်းကိုဝမ်ဖတ်ယောဂကုသရာများမှာအသုံးပြုခဲ့တဲ့ဗုဒ္ဓမြတ်စွာရဲ့ဆေးပညာဗဟုသုတများအသုံးပြုပုံနည်းလမ်းများအိန္ဒိယမှာတဆင့်ဗုဒ္ဓဘာသာနဲ့အတူပြန့်နှံ့လာခဲ့တယ်လို့ဆိုပါတယ် BC 900ခန့်မှာတရုတ်နိုင်ငံသို့ဂျင်းရောက်ရှိလာပြီးသွေးလက်ပတ်မှုကောင်းမွန်စေတဲ့ဆေးအဖြစ်တရုတ်ရိုးရာဆေးပညာတွေမှာနှစ်ပေါင်း2000ကျော်သုံးဆလာခဲ့ကြတာပါကွန်ပျူတာရဲ့စာပေများမှာလည်းဖော်ပြခံခဲ့ရတယ်လို့ဆိုပါတယ်AD 200တရုတ်ဆေးချမ်းရှင်နွန်ပင်ဆောင်ချင်းမှာလည်းအပူတက်ပေးသောအစိတ်ဖြေသောဦးလို့ဖော်ပြခဲ့သလိုဂျင်းကိုသွေးလက်ပတ်မှုကောင်းစေသည့်အဆေးဖြစ်အသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်AD 100စုမှာရောမအင်ပါယာသို့အာရှဥရောပကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့်ရောက်ရှိလာခဲ့ပြီးအစာချေအားကောင်းစေအဖြစ်အသုံးပြုခဲ့ကြတာပါAD 65မှာခရစ်ဆေးပညာရှင်ဒီယိုစကိုရရီစ်ရဲ့ဒီမာတရီယာမရီကာကျမ်းမှာအစာချေစေအစိတ်ဖြေစေလို့ဖော်ပြခဲ့ပါတယ်လက်ခေတ်ရောက်တဲ့အခါမှာတော့ဒီဂျင်းဆိုတာဥရောပကိုပိုလန်မှကြီးမှတဆင့်ပုံမရောက်ရှိပြန့်နှံ့လာပြီးအဖိုးတန်ဟင်းကက်မွေးကြိုင်ဖြစ်ရွှေတက်တန်ဖိုးရှိခဲ့တယ်လို့ဆိုပါတယ် BC တရားဟိန္ဒူဆေးချမ်းများမှာလည်းဆေးဘက်ဝင်ဥအဖြစ်ဖော်ပြခံခဲ့ရပြန်ပါတယ်ကိုလိုနီခေတ်16ရာစုခန့်လောက်မှာပေါ်တူဂီစပိန်တို့မှလည်းဂျင်းကိုနောက်ကမ္ဘာချမ်းသို့ယူဆောင်သွားပြန်လို့ကာရစ်ဘီယန်အာဖရိကသို့ထပ်မံပြန့်နှံ့သွားခဲ့ပါတယ်ကျမတို့မြန်မာနိုင်ငံကိုဒီဂျင်းဘယ်အချိန်ကရောက်လာခဲ့တာပါလဲကျမတို့မြန်မာပြည်မှာချင်းရည်ဟင်းလက်ဖက်တော့ဟင်းချိုများမှာအနှစ်1000နီးပါးအသုံးပြုခဲ့တဲ့ဒီဂျင်းဆိုတာ BC အချိန်ကလေးကကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့်ရောက်ရှိလာခဲ့တယ်လို့ခန့်မှန်းကြပါတယ်ရှေးဦးကာလပြုခေတ်မတိုင်မီမှာကလေးကတောင်တန်းဒေသများမှာတဘာဝလျောက်ပေါက်ရောက်သောမြမဒေသရင်အပင်အဖြစ်မြမအပင်ဗေဒမှတ်တမ်းများမှာဖော်ပြခဲ့တာလည်းတွေ့ရပါတယ်အဲ့ဒီခေတ်မြမဆေးချမ်းများမှာတော့ဂျေအက်ခါသက်ဆက်ဖြင်းပူဆက်လေတလိတ်ဂျေစေဤလို့ဖော်ပြခဲ့ကြပါတယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်ကမ်းရိုးတန်းဒေသများမှာရှေးအကြဆုံးတွေ့ရှိခဲ့ရတယ်လို့လည်းဆိုပါတယ်73ရာစုမှာမွန်ဂိုလီးယားကျူးကျော်မှုများမှတဆင့်ဂျင်းဟာအာရှသခွင်သို့ပုံမပြန့်နှံ့သွားခဲ့ပြီးနောက်ဘရင်များလက်ထက်တရုတ်နဲ့မြန်မာတို့ရဲ့ရှေးဟောင်းကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့်ဂျင်းပင်များမြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့တယ်လို့လည်းဆိုကြပါတယ်
မြန်မာဘရင်များလက်ထက်ရွှေဘိုခေတ်ပကံခေတ်ကလေးကစေဘက်ဝင်အပင်ဖြစ်စိုက်ပျိုးသုံးစွဲခဲ့ကြတယ်လို့လည်းဆိုပါတယ်။ AD စတရာစုမှာတွေ့ရှိရတဲ့ကျန်စစ်သားမင်းကြောက်စာများမှာဂျင်းဆိုတာလွန်ခဲ့သောနှစ်ပေါင်း9000ကျော်တည်းကလူသားတွေနဲ့အတူရှိနေခဲ့တဲ့တဘာဝဆေးတစ်လက်လို့လည်းဆိုထားပါတယ်။18-19ရာစုမြန်မာဆေးချမ်းကြီးများမှာဂျင်းသည်ပူဤခါဤလေကိုနိုင်ဤဝမ်းပိုက်ယောဂချောင်းဆိုးယောဂအစစ်နာယောဂတို့အတွက်ကောင်းဤလို့ဖော်ပြခဲ့ကြပါတယ်။ဗြိတိရှကိုလိုနီလက်ထက်19ရာစုမှာရှမ်းပြည်နယ်၊ကယားပြည်နယ်တို့မှာဂျင်းကိုစီးပွားဖြစ်စိုက်ပျိုးခြင်းစတင်ခဲ့ပါတယ်။ကိုလိုနီခေတ်နောက်ပိုင်းကာလတွေမှာဗြိတိရှကိုလိုနီခေတ်ကစိုက်ပျိုးပြုပြင်ပြောင်းလဲမှုများနဲ့အတူဂျင်းစိုက်ပျိုးမှုပုံမတွင်ကျလာခဲ့ပါတယ်။ရန်ကုန်ဈေးကွက်မှာအိန္ဒိယ၊မလေးရှားမှဂျင်းတင်သွင်းမှုများပုံမများပြားလာခဲ့ပါတယ်။မြန်မာတိုင်းရင်းဆေးပညာမှာလည်းဂျင်းကိုတဘာဝဘူဒတ်ပေးသောအမြင့်အဖြစ်သတ်မှတ်ကာဟင်းခတ်မွေးကြိုင်အဖြစ်ချင်းရင်ဟင်းလက်ဖက်တုပ်ဟင်းချိုများဆေးပေါ်ဆက်ရာမှာမရှိမဖြစ်ပါဝင်သောပစ္စည်းအဖြစ်အသုံးပြုခဲ့ကြပါတယ်။အေးမီဘိုက်နံစတဲ့ယောဂများအတွက်သုံးကြသလိုတာရင်းနာရေးအလှပွဲလန်းတပင်တွေမှာလည်းဂျင်းတုပ်လက်ဖက်တုပ်ဖြင့်တဲခင်းဧကန်ကြသလိုမင်္ဂလာဆောင်များမှာလည်းဂျင်းတဲ့သောလက်ဖက်ရည်တိုက်ခြင်းစတဲ့ဒလီများလည်းရှိပါတယ်။အခုလိုဂျင်းရဲ့ခေတ်ဆက်ဆက်သမိုင်းကြောင်းတွေကိုမျိုးတို့စုံစုံလန်လန်သိရပြီးတဲ့နောက်မှာဒီဂျင်းကိုစားရင်ရရှိလာမယ့်ကောင်းကျိုးတွေကိုလည်းမျိုးတို့ဝမ်းသာရအောင်ပြောပြပေးသွားပါဦးမယ်နော်။ဂျင်းစားရင်ရရှိလာမည့်ကျန်းမာရေးအကျိုးကျေးဇူးများနံပါတ်1အစာချေစနစ်အတွက်ကောင်းမွန်ခြင်းဂျင်းကဘိုက်အောင်ဘိုက်နာမအီမသာဖြစ်ခြင်းနဲ့ပြုတ်အပ်ခြင်းစိတ်ကိုတက်တာစေပါတယ်။အစာမကြေခြင်းကိုကုသပေးနိုင်ပြီးအစာချေအင်ဇိုင်းများထွက်ရှိမှုကိုမြင့်တင်ပေးပါတယ်။လေးပွားခြင်းလေထိုးလေအောင်ခြင်းများကိုလည်းတက်တာစေပါတယ်။အစာစားခြင်းစိတ်ကိုလည်းလှုံ့ဆော်ပေးနိုင်ပါတယ်။နံပါတ်2ရောင်ရမ်းမှုကိုလျှော့ချပေးခြင်းဂျင်းမှာဂျင်ဂျရောတပ်ပေါင်းပါဝင်မှုကြောင့်အကောင်းသောရောင်ရမ်းမှုကျစေတဲ့အာနိသင်ရှိပါတယ်။အဆင့်မြင့်ရောင်ရမ်းခြင်း osteoarthritis rheumatoid arthritis ကိုသက်သာစေသောတဘာဝအာနိသင်လည်းရှိပါတယ်။နံပါတ်3ကိုကန်စနစ်ကိုမြင့်တင်ပေးခြင်းဂျင်းကချောင်းဆိုးအေးမိခြင်းတုပ်ကွေးဖြစ်ခြင်းများကိုကာကွယ်ကုသရမှာလည်းထိရောက်မှုရှိပါတယ်။ဂျင်းပြုတ်ရည်ဂျင်းချက်ထိတောက်သုံးပါကလေကြောင်းနာခြင်းကိုသက်သာစေပါတယ်။ခန္ဓာကိုယ်တွင်ဘက်တီးရီးယားများနဲ့ဗိုင်းရပ်စ်များတိုက်ဖျက်ရန်ကူညီပေးပြီးကိုကန်စနစ်မြင့်တင်ပေးနိုင်ပါတယ်။လေကြောင်းနာခြင်းကိုလည်းသက်သာစေပါတယ်။နံပါတ်4ပြုတ်အံခြင်းကိုကာကွယ်ကုသပေးခြင်းဒီခြင်းကကိုယ်ဝန်ဆောင်ချိန်ပြုတ်အံခြင်း morning sickness ကို80%ထိထိရောက်စွာလျှော့ချပေးနိုင်ပါတယ်။ခွဲစိတ်ကုသပြီးနောက်ပြုတ်အံခြင်းဓာတ်ကင်ပြီးနောက်ပြုတ်အံခြင်းခရီးသွားရင်မဝေပြုတ်အံခြင်းတွေကိုလည်းသက်သာစေပါတယ်။ဒါကြောင့်အစာစားပြီးမအီမသာဖြစ်တဲ့အခါပြုတ်အံခြင်းစိတ်ဖြစ်တဲ့အခါဂျင်းလက်ဖက်ရည်ချမ်းလေးတစ်ခွက်တောက်လိုက်ရင်သက်သာသွားမှာပါ။နံပါတ်5သွေးလက်ပတ်မှုနဲ့နှလုံးကျန်းမာရေးကိုအထောက်အကူပြုခြင်းဒီခြင်းကကိုယ်ခန္ဓာပူချိန်ကိုမြင့်တင်ပေးလို့ခန္ဓာကိုယ်ကိုနှွေးထွေးစေပြီးသွေးစီးဆင်းမှုတွေကိုလည်းကောင်းစေပါတယ်။သွေးတွင်းကိုလက်စထရောကိုလည်းကျစေပါတယ်။သွေးလက်ပတ်မှုကောင်းစေလို့သွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်ပါတယ်။နှလုံးသွေးကြောခြင်းယောဂဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးနိုင်ပါတယ်။နံပါတ်6သွေးတွင်းတခြားဓာတ်ကိုထိန်းညှိပေးခြင်းဒီခြင်းကစီးချိုယောဂသမားများအတွက်အကျိုးပြုပြီးသွေးတွင်းတခြားဓာတ်ကိုလျှော့ချပေးကနောက်ဆက်တွဲစီးချိုယောဂအန္တရာယ်ကိုလျှော့ချပေးနိုင်ပါတယ်။အင်ဆူလင်ခုခံမှုကိုလည်းလျှော့ပါစေပါတယ်။နံပါတ်9ကင်ဆာယောဂကာကွယ်နိုင်ခြင်းဒီခြင်းကဥမာကြီးကင်ဆာအစာရင်ကင်ဆာပန်ခရီးယပ်စ်ကင်ဆာအဆုတ်ကင်ဆာစတဲ့ကင်ဆာမျိုးမျိုးကိုကာကွယ်နိုင်သောဂုဏ်သတ္တိရှိတယ်လို့လေ့လာမှုများကဆိုပါတယ်။နံပါတ်10အုံနောက်ကျန်းမာရေးအတွက်အထောက်အကူပြုခြင်းဒီခြင်းကအယ်ဇိုင်းမာယောဂဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။အိုမင်းရင်ရောင်မှုကြောင့်အုံနောက်ဆန်းဆောင်ရေးကြဆဲမှုကိုလည်းနှိကွေးစေတယ်လို့ဆိုပါတယ်။နံပါတ်9နာကျင်ကြိုက်ခဲမှုများကိုသက်သာစေခြင်းဂျင်းမှာပါဝင်သောဂျင်ဂျရောဓာတ်ကကြက်သားနာကျင်နာတွေကိုသက်သာစေသောတဘာဝဆေးဘက်ဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ပူဆက်တဲ့အရာသာကိုပေးပြီးထပ်တိုးဆန့်ကျင်ပစ္စည်းများကျွဲဝစွာပါဝင်တာကြောင့်လည်းမျိုးသမီးများဓမ္မတာလာစင်နာကျင်ကြိုက်ခဲမှုများကိုလည်းသက်သာစေပါတယ်။နံပါတ်10ကိုလက်စထရောကိုလျှော့ချပေးခြင်းဂျင်းကသွေးတွင်းမကောင်းသောကိုလက်စထရောများကိုလျှော့ချပေးပါတယ်။အခုပြောပြပေးခဲ့တာတွေကတော့ဂျင်းစားခြင်းရဲ့ကောင်းကျိုးရလဒ်တွေဖြစ်ပါတယ်။အကောင်းရှိသလိုအဆိုးလက်ရှိတတ်တာမို့မျိုးတို့သိသွားရအောင်တခါတည်းဆိုးကျိုးတွေကိုပါပြောပြပေးသွားမှာပါဂျင်းစားသည့်အခါသတိပြုရမည့်ဆိုးကျိုးများနံပါတ်1အစာရင်နဲ့ဥလန်းချောင်းဆိုင်ရာပြဿနာများဂျင်းဟာအစာရင်အတွက်ကောင်းတဲ့ဆိုပေမဲ့လည်းအလွန်ကျွံစားပါကဗိုက်ပူခြင်းဗိုက်အောင်ခြင်းရင်ပူခြင်းကိုဖြစ်စေနိုင်သလိုအစာရင်နာရှိသူများ
အနာကိုပိုဆိုးစေပါတယ်။ဂျင်းကိုလွန်ကဲစွာစားသုံးပါကဝမ်းပြက်ဝမ်းလျှောခြင်းလည်းဖြစ်စေနိုင်ပါတယ်။ကြက်သားများကြုံခြင်းကြောင့်ဘိုင်းအောင်နိုင်သလိုပါးစပ်နဲ့လေချောင်းမှာဆက်ဖြင်းဖြစ်တာမျိုးလည်းကြုံရနိုင်ပါတယ်။အထူးသဖြင့်အစိမ့်လိုက်များခြင်းစားရင်လေးပွားခြင်းလေးထိုးခြင်းများလည်းဖြစ်စေနိုင်ပါတယ်။နံပါတ်2စီးချိုဆေးများနဲ့တက်ပြုခြင်း Metformin အင်ဆူလင်စသောစီးချိုဆေးဝါးတောက်သုံးနေရသူများဂျင်းကသွေးတွင်းတကြားဓာတ်ကိုပိုကျစေတဲ့အတွက်သွေးတွင်းတကြားဓာတ်အလွန်မင်းကျဆင်းခြင်း hypoglycemia လက္ခဏာတွေဖြစ်တဲ့ခေါင်းမူခြင်းချွေးပြန်ခြင်းအားနည်းခြင်းစတာတွေလည်းဖြစ်နိုင်ပါတယ်။တချို့သောနှလုံးဆေးကင်ဆာဆေးများနဲ့လည်းတက်ပြုနိုင်တာမို့အထူးသတိထားစားသုံးသင့်ပါတယ်။နံပါတ်3သွေးတိုးကျဆေးများနဲ့တက်ပြုခြင်းဂျင်းကသွေးပေါင်ကျစေတဲ့အာနိသင်ကိုပုံမြင့်တင်ပေးနိုင်တာမို့သွေးပေါင်ချိန်နှိမ်သူများအတွက်သတိထားသုံးစွဲရန်လိုအပ်ပါတယ်။သွေးတိုးကျစေအုပ်စုများဖြစ်သော acid inhibitors တွေဖြစ်တဲ့ lisinopril, enalapril ကဲ့သို့သောဆေးဝါးတောက်သုံးနေရသူများ beta blockers တွေဖြစ်တဲ့ atenolol, bisoprolol နဲ့ metoprolol ကဲ့သို့သောဆေးဝါးတောက်သုံးနေရသူများဆေးဝါးများနဲ့တက်ပြုနိုင်ခြင်းရှိလို့ဂျင်းပါသောအစားအသောက်များသတိထားစားရမှာဖြစ်ပါတယ်။သွေးပေါင်ကျခြင်းလက္ခဏာတွေဖြစ်တဲ့ခေါင်းမူခြင်းနဲ့မူဝေနောက်ကျခြင်းများဖြစ်ပေါ်လာပါကလည်းအထူးသတိထားကြရမှာဖြစ်ပါတယ်။နံပါတ်4သဲချေအိတ်ယောဂရှိသူများမြန်မာဆေးချမ်းများမှာဂျင်းကိုပူဆန်းလို့ဖော်ပြထားပြီးလွန်ကျွံသုံးစွဲပါကကိုပူခြင်းရင်ပူခြင်းနဲ့သဲချေအိတ်ရောင်ရမ်းခြင်းဖြစ်စေနိုင်သလိုသဲချေရည်ထွက်ရှိမှုကိုလှုံ့ဆော်ပေးတာကြောင့်လည်းသဲချေကြောက်ရှိသူများပိုဆိုးစေနိုင်ပါတယ်။နံပါတ်5သွေးကျဲဆေးများနဲ့တက်ပြုခြင်းဂျင်းကသွေးကိုပိုကျဲစေတဲ့အတွက်သွေးထွက်လွန်ခြင်းဖြစ်နိုင်သလိုသွေးမတိတ်ခြင်းပြဿနာများလည်းရှိတတ်ပါတယ်။ဂျင်းကသွေးကျဲစေတတ်သောဂုဏ်သက်သည့်ရှိတာကြောင့်ခွဲစိတ်ကုသမှုခံယူမိသူများခွဲစိတ်မှုမတိုင်ခင်အနည်းဆုံးနှစ်ပတ်ကြိုတင်၍ဂျင်းစားသုံးမှုရထားသင့်ပါတယ်။သွေးကျဲဆေးများဖြစ်တဲ့ warfarin, aspirin စသည့်ဆေးဝါးတောက်သုံးနေရသူများသွေးထွက်လွယ်သောယောဂရှိသူများသွေးမတိတ်ယောဂ hemophilia ရှိသူများနှာခေါင်းသွေးထွက်လွယ်သူများအထူးသတိထားဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသုံးသင့်ပါတယ်။နံပါတ်6ကိုဝန်ဆောင်နဲ့နှုတ်တိုက်မိခင်များကိုဝန်ဆောင်ခြင်းဂျင်းကိုအလွန်ကြုံစားသုံးပါကတအိမ်ကြုံခြင်းကိုဖြစ်စေနိုင်ပြီးကိုဝန်ပြတ်ကျနိုင်ခြင်းလည်းရှိပါတယ်။ပထမ3လအတွင်းသာပြုတ်အံခြင်းသက်သာစေဖို့အနည်းငယ်သုံးသင့်တော့လဲတစ်နေ့မှာ1 gram တက်တော့မပိုသင့်ပါ။ကိုဝန်ဆောင်နောက်ပိုင်းကာလတွေမှာလည်းတအိမ်ညစ်အားကိုမြင့်တက်စေနိုင်လို့ဂျင်းစားခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။နှုတ်တိုက်မိခင်များတင်းများသာစားသုံးခြင်းတွေစိတ်ချရတော့လေကလေးကိုတက်ရောက်မှုရှိနိုင်တာမို့တတိထားစားသင့်ပါတယ်။နံပါတ်9နှလုံးခုန်မြန်ခြင်းတခိကာရီယဂျင်းအလွန်ကျွံစားသုံးပါကနှလုံးခုန်မြန်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ဂျင်းကသွေးလဲပတ်မှုကိုမြန်ဆန်စေတဲ့အတွက်နှလုံးခုန်မြန်ခြင်းရင်တုန်ခြင်းနဲ့နှလုံးတုန်ခြင်းများဖြစ်နိုင်ပါတယ်။ဒါကြောင့်နှလုံးခုန်မမှန်သောယောဂအရစ်မီယာရှိသူများနဲ့နှလုံးသွေးကြောပိတ်ယောဂရှိသူများအထူးသတိထားစားသုံးသင့်ပါတယ်။နံပါတ်10ဓာတ်မတည့်မှုများဂျင်းစားသုံးသည့်အခါမှာအရေးပြားရရန်ခြင်းအင်ပြင်းထားခြင်းနဲ့အသက်ရှူကျက်ခြင်းစတဲ့ပြင်းထန်သောဓာတ်မတည့်မှုများလည်းဖြစ်တတ်ပါတယ်။နံပါတ်9ကြောက်ကပ်ယောဂရှိသူများဂျင်းမှာပိုတက်ဆီယမ်ဓာတ်မြင့်မားစွာပါဝင်တာကြောင့်ကြောက်ကပ်ယောဂခံရှိသူများအတွက်အန္တရာယ်ရှိနိုင်ပါတယ်။အခုပြောပြခဲ့တာတွေကိုသတိထားရမယ့်အပြင်အောက်ပါလက္ခဏာတွေဖြစ်လာရင်လည်းဆေးရုံဆေးခန်းမှာချက်ချင်းပြသကုသမှုခံယူကြဖို့ကြိုတင်ပြောပြပေးသွားမှာပါ။ပြင်းထန်တဲ့ဓာတ်မတည့်မှုလက္ခဏာများအသက်ရှူကျက်ခြင်းမျက်နှာနှာခမ်းရှာရောင်ရမ်းခြင်းအရေပြားအင်ပြင်းထားခြင်းသတိလစ်ခြင်းအခြားပြင်းထန်သောလက္ခဏာများသွေးအန်ခြင်းဝမ်းအမဲသွားခြင်းဒါကအစာရင်သွေးအိုတာကိုပြတာဖြစ်ပါတယ်နော်။စက်တိုက်ပိုင်းအောင်ခြင်းစီးသွေးပါခြင်းစတဲ့အချက်တွေဖြစ်ပါတယ်။ဂျင်းစားပြီးမှဒီလိုလက္ခဏာတွေဒီလိုအချက်တွေဖြစ်ပေါ်လာခဲ့ရင်တော့ချက်ချင်းဆေးရုံဆေးခန်းနာသွားကြဖို့မျိုးတို့ကိုတိုက်တွန်းပါတယ်နော်။ဒါဆိုရင်ဂျင်းစားတဲ့အခါမှာစိတ်ချရတဲ့ပမာဏကဘယ်လောက်များဖြစ်မှာပါလဲ။လက်ဆက်သောဂျင်းတက်တစ်နေ့လျင်3 gram ကနေ4 gram လက်မဝက်ခံစားလို့ရပါတယ်။ဂျင်းအမှုန်ဆိုပါကတစ်နေ့လျင်1 gram သာစားသုံးသင့်ပါတယ်။ကိုဝန်ဆောင်များတစ်နေ့လျင်1 gram တက်ပိုမစားသင့်ပါ။တစ်နေ့မှာ9 gram တက်ပိုသောဂျင်းမောင်းနဲ့10 gram တက်ပိုသောလက်ဆက်ဆက်ဂျင်းတက်ဆိုပါကအန္တရာယ်ရှိသောပမာဏသို့ရောက်ရှိနေပြီဆိုတာကိုမျိုးတို့သတိထားရမှာဖြစ်ပါတယ်နော်။ဟုတ်ပါပြီ။ဂျင်းကိုဘလို့သုံးဆွဲလို့ရလဲ။လက်ဆက်ဆက်ထောင်းကြိတ်ပြီးတော့ဟင်းချိုလက်ဖက်တော့တတိဖြော်ရည်ထဲထည့်တောက်တာဂျင်းပြားရည်တမယာရည်ထည့်ပြီးဂျင်းပြုတ်ရည်လောက်တောက်တာဂျင်းကိုပြုတ်ပြီး
တံမြာရည်နဲ့ထန်းလျက်နဲငယ်ထည့်တောက်တာဟင်းခက်အဖြစ်အသားဟင်းငါးဟင်းတွေမှာထည့်ချက်တာလက်ဆက်သောခြင်းကိုလက်ဖက်ရည်ချမ်းနဲ့ထည့်တောက်တာဟင်းချက်ရာမှာအမွှေးကြိုင်ဖြစ်သုံးပြတာအချောက်ခံထားသောခြင်းမုံကိုထည့်သွင်းသုံးပြတာဂျင်းစီကိုအစစ်မြစ်ကြိုက်ခဲခြင်းအတွက်လိမ့်စစ်ဖြစ်သုံးပြတာစတာတွေနီလန်မျိုးမျိုးနဲ့ဂျင်းကိုသုံးပြလို့ရပါတယ်ဂျင်းကိုဘယ်ချိန်မှစားတဲ့လဲအစာစားခြင်းစိတ်တိုးစေရန်မနှက်စာမစားမီစားပါအစာကြေလွယ်စေရန်ညစာစားပြီးနောက်မှစားပါရင်ရထားမှုချင်းကာကွယ်ရန်ခရီးထွက်သည့်အခါစားပါအစာမစားပဲဗိုက်စာနေချိန်မှာတော့လုံးဝမစားပါနဲ့နော်ဟုတ်ပါပြီဒီဂျင်းကိုဘယ်လိုတူလောင်သိမ်းဆဲရမလဲလက်ဆက်သောဂျင်းရေခဲတစ်တာထဲမှာ3ပတ်ခန့်ထားပြီးစားလို့ရပါတယ်ဂျင်းမုံဆိုရင်နော်လေးလုံးဘူးမှာ6လခန့်ထားပြီးစားလို့ရပါတယ်တကယ်တမ်းနော်လက်ဆက်သောဂျင်းကဂျင်းမုံတက်ပို့ပြီးတော့စိတ်ချရပါတယ်အရေးသွေးကောင်းသောဂျင်းကိုသာရွေးပါအစာပိုင်းမှာအနှဲငယ်စမ်းစားကြည့်ပြီးမှကိုခန္ဓာတုံ့ပြန်မှုကိုစောင့်ကြည့်ပြီးစိတ်ချရမှသာဆက်စားပါဂျင်းကိုဘဲရည်နဲ့တွဲဖက်ပြီးမစားသင့်တာလေနံပါတ်1ကျက်သွန်ဖြူငရုတ်ကောင်းဒီကျက်သွန်ဖြူငရုတ်ကောင်းနေဆိုတာဂျင်းလိုပဲသွေးကိုကျဲစေတဲ့အာနိသင်ရှိလို့အတူစားရင်သွေးပိုကျဲသွားပြီးနှာခေါင်းသွေးယိုတာသွေးထွက်လွယ်တာတွေဖြစ်နိုင်ပါတယ်နံပါတ်2ကော်ဖီလက်ဖက်ရည် energy drink ဂျင်းကသွေးလက်ပတ်မှုကိုမြန်စေပါတယ်ကဖင်းနဲ့တွဲရင်ရင်တုံခေါင်းမူအစာအိမ်ရင်ပူစတာတွေဖြစ်နိုင်ပါတယ်နံပါတ်3အရက်သေးစားဂျင်းနဲ့အရက်ဒီနှမျိုးစလုံးကသွေးကျဲစေပြီးအစာအိမ်ကိုလှုံ့ဆော်ပေးပါတယ်အတူတောက်ရင်အစာအိမ်နာသွေးယိုနိုင်ခြေတွေမြင့်တက်လာနိုင်ပါတယ်နံပါတ်4ဆက်လွန်သောအစာစားများငရုတ်ကောင်းငရုတ်သီးများနဲ့ဟင်းတွေနဲ့တွဲစားရင်ဂျင်းကလည်းပူဆက်ပြီးသားမို့ရင်ပူတာဗိုက်ပူတာတွေပိုဖြစ်နိုင်ပါတယ်နံပါတ်5ချင်လွန်သောအစာစားများဒီဂျင်းနဲ့တံမြာသီးများသောအစားအစာများချင်ဆက်တုံများနဲ့အတူတွဲစားပါကအစာအိမ်အက်ဆစ်ပိုတက်စေပြီးအစာအိမ်မအေးဖြစ်စေနိုင်ပါတယ်နံပါတ်6အစီများတဲ့အစားအစာများစီကြော်ဟင်းအစီပြန်ဟင်းများနဲ့ဒီဂျင်းကိုတွဲစားရင်အစာမကြေတာဗိုက်ဖောင်းတာတွေဖြစ်တတ်ပါတယ်ဂျင်းနဲ့တွဲမစားရမယ့်အရာတွေကိုအချင်းချင်းမမိလွယ်အောင်ပြောရရင်ဂျင်းကိုဆက်လွန်းချင်လွန်းအစီများကဖေးရက်တွေနဲ့တော့တစ်ချိန်နဲ့တွဲဖက်မစားတာအကောင်းဆုံးပါပဲနော်ဒါတွေကတော့ဂျင်းစားသုံးခြင်းရဲ့ကောင်းကျိုးဆိုးကျိုးအထွေထွေပါဟုတ်ပါပြီဒီချင်းကကဘာတလွားမှာကောဘလောက်များအသုံးဝင်သုံးကြနေပြီလဲဘလို့များသုံးဆွဲစားတောင်းနေကြလဲဆိုတာမျိုးတို့သိအောင်ဘဟုတုတအနေနဲ့ဆက်ပြီးတော့ပြောပြပေးသွားပါအောင်မယ်နော်အိန္ဒိယမှာ attract လို့ခေါ်ပြီးအာယုဗေဒဆေးပညာမှာအဓိကပါဝင်ပြီးမဆလာရှိုင်းလက်ဖက်ရည်မှာထည့်တောက်ကြတာပါဂျပန်မှာဂါရီလုပ်ပြီးဆူရှီနဲ့တွဲစားလေးရှိသလိုဂျင်းကိုစပစ်သီးနဲ့ရောဆက်ပြီးဂျင်းချောင်းဝိုင်းလေးလုပ်တောက်ကြပါတယ်အစာချေစနစ်တန်းစင်စေတယ်လို့ယုံကြည်ကြလို့ပါထိုင်းမှာတော့တိုင်ယန်နမ်ကင်လက်ဖက်ရည်နဲ့ထယမ်ကုန်းဟင်းချိုများမှာထည့်သွင်းသုံးပြကြတာပါဂျင်းရေခဲမုံလုပ်ပြီးတော့လေထုတ်လုပ်စားသုံးကြပါတယ်ဂျင်းကိုမင်းကိုတန်းစင်စေးဖြစ်ပါသုံးကြတာပါတရုတ်မှာဂျမ်လို့ခေါ်ပြီးဂျမ်ချာဂျင်းလက်ဖက်ရည်ဖြစ်တောင်ပိုင်းမှာလက်ဆက်သောဂျင်းကိုသုံးပြကြပြီးမြောက်ပိုင်းမှာတော့ဂျင်းအချောက်ကိုသာသုံးပြကြတာပါကိုရီးယားမှာတော့စင်ကမ်လို့ခေါ်ပြီးစင်ကမ်ချောလို့ခေါ်တဲ့ဂျင်းလက်ဖက်ရည်လောက်တောက်ကြတာပါမြို့သမီးများရဲ့ရက်သက်တစ်ပတ်အတွင်းမှာလဲဂျင်းစပြုတ်ရည်လောက်တောက်ကြတာပါအင်ဒိုနီးရှားမှာဝဒန်ချဟဲလို့ခေါ်တဲ့ဂျင်းလက်ဖက်ရည်လောက်တောက်ကြသလိုအုံသီးနဲ့ရောဆက်ပြီးတော့လဲတောက်သုံးကြတာပါနိုင်ဂျီးရီးယားမှာတော့ဂျင်းကိုအက်လစ်လို့ခေါ်ပြီးအစိမ့်လိုက်ဝါးစားတာဂျင်းပြုတ်ရည်လောက်တောက်တာတွေကိုရိုးရာဆေးအဖြစ်ထင်ရှားစွာသုံးပြကြတာပါဂျမေကာမှာတော့ဂျင်းဘီယာဂျင်ဂျာဗီယာထုတ်လုပ်ပြီးအေးခဲတောက်စရာတွေမှာပါထည့်သွင်းသုံးပြကြတာပါဂျင်းဘီယာကိုရန်ရက်နဲ့ရောဆက်ထားတဲ့ဒဂန်စထရိုမင်းဆိုတာပူပြင်းဆိုထိုင်းနဲ့ဂျမေကာမှာလူကြိုက်များတဲ့ကဘာကျော်ကပ်တစ်ခုလည်းဖြစ်ပါတယ်အမေရိကန်မှာလည်းဂျင်ဂျာဘရက်နဲ့ဂျင်ဂျာအယ်ဆိုပြီးထုတ်လုပ်ထားတာပါဥရောပမှာလည်းပိုးသက်ဂျင်းဆက်ပြားအလှကုန်ပစ္စည်း Fisher Foamဘော်ဒီလိုရှင်းအပြင်စပင်လိုင်းဆေးတွေမှာပါဂျင်းကိုထည့်သွင်းထုတ်လုပ်ဖြန့်ချီကြတာပါခရစ်စမတ်ကိတ်မှာလည်းထည့်သုံးကြသလိုဂျင်းကုတ်ကီးနဲ့ဂျင်းချောကလက်လည်းထုတ်လုပ်စားသုံးကြတာပါဒါတွေကတော့ကမ္ဘာတစ်ခွင်မှာဂျင်းကိုစက်မှတ်စွာအသုံးပြုကြပုံတွေပါထူးခြားသောကမ္ဘာမှတ်တမ်းများကိုမျိုးတို့သိအောင်ပြောပြရရင်လေကမ္ဘာအကြီးဆုံးဂျင်းတက်ကို2024ခုနှစ်စက်တင်ဘာလအတွင်းမှာအမေရိကန်နိုင်ငံမက်ဆာချူးဆက်ပြည်နယ်မှာရှိတဲ့ Idealistic Fan ကထွက်ရှိခဲ့ပြီး4ချိန်68ကီလိုဂရမ်ပေါင်အားဖြင့်150အရှိ1မီတာကျော်တောင်ရှိခဲ့ပြီးကမ္ဘာစံချိန်ချိုးနိုင်ခဲ့ပါတယ်ဂျင်းပါတဲ့ဟင်းမျိုးစုံပါဝင်တဲ့ဂျင်းစားဝဲအကြီးဆုံးကို
ထိုင်းနိုင်ငံမှာနှစ်စဉ်ကျင်းပလေရှိသလိုအိန္ဒိယဂျပန်အင်္ဂလန်တို့မှာလည်းGingerbread Houses ပြိုင်ပွဲများကျင်းပလေရှိပါတယ်တခြားသိပ္ပံနည်းကျထူးခြားချက်များမျိုးတို့သိအောင်ထပ်ပြီးတော့ပြောပြရမယ်ဆိုရင်ဂျင်းတက်ကို NASA National Aeronautics and Space Administration ကအာကာသယာဉ်မှူးများအာကာသယာဉ်မှူးချင်း Space Motion Sickness အတွက်အသုံးပြုနိုင်ကြောင်းအသိမှတ်ပြုထားပါတယ်အစားအစာတွေထည့်သွင်းရင်လည်းကြံပြုထားပါတယ်ဒီဂျင်းကခန္ဓာကိုယ်အပူချိန်3.5 ဒီဂရီဆဲလ်စီယပ်မြင့်စေပြီးဇီဝကမ္မဖြစ်စဉ်20%ကျော်အထိလည်းမြင့်တင်နိုင်သလိုတစ်နာရီမှာ43ကယ်လိုရီခန့်ပိုလောင်ကျွမ်းစေနိုင်ပါတယ်ဒီဂျင်းမှာဗိုင်းရပ်စ်ဆန့်ကျင်နိုင်တဲ့ဂုဏ်သတ္တိအချို့ကိုလည်းသုတေသနအဆင့်တွေမှာတွေ့ရပါတယ်ဘက်တီးရီးယားအမျိုး100ကျော်ကိုတတ်နိုင်သလိုကင်ဆာဆဲကြီးထွားမှုကိုလည်းနှိမ်ကွေးစေတယ်လို့သုတေသနများကဆိုထားပါတယ်တခြားယဉ်ကျေးမှုဆိုင်ရာထူးခြားချက်များပြောရမယ်ဆိုရင်လည်းရောမခေတ်ကဒီဂျင်းကိုရှေးဟောင်းငွေကြေးအဖြစ်အသုံးပြုခဲ့ကြတာပါအလေးချိန်တူတဲ့ရွှေနဲ့လဲလှယ်ခဲ့ကြတယ်လို့လည်းဆိုပါတယ်ဒါကြောင့်ရွှေကဲ့သို့အဖိုးတန်သောဂျင်းလို့ညွှန်းဆိုကြတာပါအရှိတောင်အာရှမှာလည်းချစ်ချင်းမြတ်တဲ့သင်္ကေတအဖြစ်အိမ်အောင်သစ်များမှာဂျင်းလက်ဆောင်ပေးခြင်းဒလင်းထုံးတန်းနဲ့ပြုလုပ်ကြတာပါဟိန္ဒူဘာသာတရုတ်ဘာသာရဲ့နောက်ကိုးကွယ်မှုတွေမှာလည်းမင်္ဂလာရှိခြင်းကံကောင်းခြင်းထိမ့်မှတ်ဖြစ်လဲအသုံးပြုကြတာပါဒီဂျင်းနဲ့ပတ်သက်ပြီးလက်ရှိသုတေသနပြုလုပ်ချက်များပြောရမယ်ဆိုရင်လည်း COVID-19 နဲ့ပတ်သက်ပြီးဂျင်းရဲ့ဗိုင်းရပ်စ်တိုက်ဖြစ်နိုင်မှုကိုလေ့လာနေကြသလိုကိုယ်ကအမြင့်တင်ဖို့အသုံးပြုရန်လည်းသုတေသနများပြုလုပ်လျက်ရှိပါတယ်ဒီဂျင်းကိုအုံနောက်ရောင်ရမ်းမှုရောကြစေနိုင်ခြင်းနဲ့တက်ကြီးရွယ်အိုများရဲ့မှန်ဉဏ်ရောနေခြင်းပြဿနာအင်ဆိုင်မာယောဂါကိုကာကွယ်နိုင်ခြင်းရှိမရှိလဲလေ့လာနေကြပါတယ်ကမ္ဘာနိုင်ငံပေါင်း100ကျော်မှာအစားအစာအဖြစ်ဆေးဝါးဖြစ်သုံးကြသလိုယဉ်ကျေးမှုသင်္ကေတအဖြစ်လဲမျိုးမျိုးဖုံဖုံသုံးဆွဲနေကြတဲ့ကမ္ဘာပုံဆေးပင်တစ်ပါးပါဂျင်းရဲ့ထူးခြားချက်တွေကြောင့်သုံးဆွဲပုံတနိုင်ငံနဲ့တနိုင်ငံမတူညီကြပေမဲ့လူသားအလုံးရဲ့ကျန်းမာရေးအတွက်ကောင်းကျိုးပြုတယ်ဆိုတာကတော့အမှန်တရားပါပဲနော်ဒီဂျင်းနဲ့ပတ်သက်ပြီးအကြံပြုချက်များပေးရမယ်ဆိုရင်ကိုဝန်ဆောင်တဲ့နှုတ်တိုင်းမိခင်များဆရာဝန်နဲ့တိုင်ပင်ပြီးမှသုံးဆွဲပါဆေးဝါးတောက်သုံးနေရသူများဆေးဝါးများနဲ့တက်ပြူနိုင်သဖြင့်ဆရာဝန်နဲ့တိုင်ပင်ပါနာတာရှည်ယောဂအခန်းရှိသူများပုံမှန်တက်သုံးဆွဲမည်ဆိုပါကဆရာဝန်နဲ့တိုင်ပင်ပါအစာရင်အနာရှိသူများသတိထားသုံးဆွဲပါသွေးကျဲဆေးတောက်နေရသူတွေဂျင်းကသွေးကိုပိုကျဲစေနိုင်လို့အထူးသတိထားစားသုံးပါစီချိုဆေးတောက်နေရသူတွေသွေးတွင်းတခြားတက်ကိုအရန်ကျဆင်းစေနိုင်လို့ဆင်ကျင်စားသုံးပါသွေးတိုးကျဆေးတောက်နေရသူတွေဆေးရနိသင်ကိုပုံမြင့်တင်နိုင်လို့တင်တင်မြတာစွာစားသုံးပါတင်တင်မြတာသောပမာဏတစ်နေ့မှာလက်ဆက်သောခြင်း4 ဂရမ်သို့မဟုတ်အမောင့်1 ဂရမ်ထက်မပိုသင့်ပါအရေးသွေးကောင်းမွန်သောခြင်းကိုသာရွေးချယ်ပါမှုတက်ခြင်းပုတ်တိုးခြင်းမရှိသောလက်ဆက်သည့်ခြင်းကိုသာရွေးချယ်ပါဆိုတော့မျိုးတို့ရေဒီနေ့ပြောပြခဲ့တဲ့ဒီကျင်းတက်လေးဟာသူ့ရဲ့ပူဆက်တဲ့အရာနဲ့မျိုးတို့ရဲ့ဟင်းအိုးတွေကိုပုံမရနံသင်းစေပြီးအချက်သားပိုကောင်းအောင်ပြင်ဆင်ပေးနိုင်တယ်လို့ကျမရေးအတွက်လည်းအံ့ဩလောက်အောင်ကောင်းတဲ့အစွမ်းတက်တီတွေပိုင်ဆိုင်ထားတဲ့တဘာဝမိတ်ဆွေတယောက်ဖြစ်ပါတယ်နော်ဒါကြောင့်နောက်တစ်ခါမိဖို့ထဲမှာကျင်းတက်လေးတွေကိုကင်ကြည့်ရင်းနဲ့သူ့မှာပါဝင်နေတဲ့9000သမိုင်းဝင်အားအင်ကိုသတိရလိုက်ကြပါနော်တေချာတာကတော့ဒီပူပေးဆက်လေးဟာမျိုးတို့ရဲ့ယောဂဗျာကနေကောက်ွယ်ဖို့ကျမဖို့အတွက်အမြဲတမ်းသင့်ရှိနေမှာဖြစ်ပါတယ်နော်ဒါပေမဲ့လည်းဘယ်အရာမဆိုအလွန်ကျွံစားသုံးရင်မကောင်းသလိုဂျင်းကိုလည်းတင်းတင်းမြတ်တာစွာသုံးဆွဲမှသာမိတ်ဆွေကောင်းတစ်ယောက်ဖြစ်လာမှာမို့ကိုယ်ခန္ဓာကိုယ်ကြောင့်ကိုသိပြီးတတိထားဆင်ကျင်စားသုံးနိုင်ကြပါစေနော်ဒီဗီဒီယိုလေးတွေကနေမျိုးတို့ဂျင်းချောင်းကိုပုံမနားလည်သွားကြတယ်ဆိုရင်အရန်ဝမ်းသာရပါပြီနော်ကျိုးတစ်ခုခုရခဲ့တယ်ဆိုရင်လည်းအခြားမိတ်ဆွေတွေကိုပါဝေမျှပေးလို့ရပါတယ်နော်နောက်ထပ်အခုလိုတဘာဝအသီးနှံဥအမြင့်တွေအကြောင်းကိုပုံမှန်တင်ဆက်ပေးနေမှာမို့ like share နဲ့ subscribe လုပ်လို့ရပါတယ်နော်မျိုးတို့လည်းဒီချင်းကိုဘေကင်ကင်နဲ့စားသုံးနိုင်ပြီးတက်ရှိချမ်းမှာစိတ်ချမ်းသာနိုင်ကြပါစေလို့ဆုတောင်းပေးရင်ဒီနေ့တော့ဒီလောက်နဲ့နှုတ်ဆက်လိုက်ပါတယ်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင် bye